Adavakaya Chinsen Uramyasa Hajaro Mugere Kamatantiyari Aloha Penny Website Yamanamaga Martin Shajo Jare Sarofyajiri Hoja Piata Dore Nisaniti Penny Website Adavakaya Chinsen Website Sura Abadama Tinsha Mogul Sarofyaji and Lanyan Janet Chindong Lina Nejada Mogul Sarofyaji Hojalo Chindong Lina Nejade Surale Yasapya Hogedame Mahasi Sarofyaji Hojalo Lina Chindong Yare Surale Yasapya Hogedea Eri Diari Mandamia Alon Supi the Paula Lucian Adavakaya Chinsen Pago Uti Bido Chinya the Lesway Adavatiari Komu Chinya Uram Yasway Diaramari Kamatamba Ona Tutu Yetari Ma Chindonamia Achin Mandamiaha Adavakaya Chinsen Mepside Adavakaya Sudakalona Alun Javu Jalime Adavadiaru ye Konsum Mulu Lama Absent Bioloya Adavadiari Abejama Konalelu Swing Radames Adinyango Yare Kama Kone Radames Say Sura Chibolare Kama Kone Radafu Say Sura Chibolare Kama Kone Nevango Ayom Bupiro, Radame Radapo City Hakonane, Tajamolo Adavakaya Sura, Sagaloye Alma Tisangalunga, Bari when you jado say, Radame, Radapo, Levi Tidom Yogo, Yajar, Tidom Yogo, Hobja. Yamalu Adwa Diaru ye Konsonjin Sura Radame Yama Kona Shadojang Advakaya Sura Radame Kupjora Radafu Yama Kona Shadojang Radafu Leve Advakaya Lokone Nevango Yama Punai Kona Shadojang Nevango Leve Advakaya Yamalu Muria Nevango Uti Biro Tana Gamu Lojare Nila Saudi Jare Bavana Gamatam Pamya Atojare Padra Lelu Melusin Adwa Diari Komu Alon Javu Jalime Jana Bogurigu Kina Dawalo Kore Sagalone de Ku Kina Dawasura Adwa Diari Kompire Bogu Kina Sura Kompido Adwaga Adwa Adwa Diari Kombini de Bogu Kina Dawa Yana Lokora Adwa Diari Makondi Lucy Jana Bogolum Kona Debu Tajamolo Adwa Diari Komu Chinjan Jogo Ato Nijare Chinli Manamya Adwakaya Patibada Adwakaya Patipati Advakaya Chinsen Nijive Yasavia Hojatare Pavana Longan Kamatan Longa Mandamia Advakaya Udi Bio Chinjan Jaya City Eri Advakaya Sorago Verunga Sabiro Yasavia Twishi get the lay Teachers and the group Verunga Sa Twi the lay Ya Launo Doctor Lade Kama Amandiago Shabu get Amandiago Shabu de Kama Tutu Seari si Chinkando Tokeka Paraina Padaviro Name Georgia Lujai Miani Jare Council Siajiri, you are a hobby the Council Siajiri si Chinkapiro Yalauha Mangane lands in the crew Shabu
အဲ့လိုရှာတဲ့ထဲမှာထင်ရှားတဲ့ဆရာကြီးနှစ်ဦးကပါတော့ဆိုရင်အာလာရကာလမနဲ့ဥဒကရမဗုဒ္ဓသူတို့ဟာသမထကျင့်စဉ်တစ်ခုကိုပေါ်ပေါ်ရောရောကျင့်နေကြပြီမဲ့လို့သမထကျင့်စဉ်မှာအထွတ်ထိပ်ရောက်နေကြပြီမဲ့လို့အတဝခေယကျင့်စဉ်ဆိုတာကိုသူတို့လုံးဝရှာမတွေ့ဘူးသူတို့မတွေ့ဘူးမတွေ့သည့်အတွက်ကြောင့်သူတို့လုပ်တဲ့လုပ်ငန်းတစ်ခုဟာဖြစ်ဆုံးခြင်းမရှိဘူးရည်ရွယ်ချက်တွေလွန်ကောင်းတယ်လောကမှာတန်တရားတွေလဲနေရတာဟာဒုက္ခဖြစ်တယ်ဆိုတာသိကြတယ်တန်တရားကလွတ်ချင်ကြတယ်ဆင်းရဲဒုက္ခတွေအဆုံးသတ်ချင်ကြတယ်ဆုံးသတ်တဲ့နည်းကိုလိုက်လံရှာဖွေတဲ့အခါမှာသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးအဲ့ဒီကျင့်စဉ်အတိုင်းမှာအတော်အသင့်ဒုက္ခတွေတက်တာသွားတဲ့နည်းစနစ်တွေကိုသူတို့ရရှိနိုင်သွားကြတယ်ပေါ့အဲ့လိုရရှိလို့ဘုရားလောင်းကသူတို့စီကနည်းစနစ်တွေကိုယူပြီးတော့ကျင့်ကြံကြုတ်ကိုအထောက်တာစာပေနဲ့သင်ယူရုံနဲ့မဟုတ်ဘူးလက်တွေ့လည်းပဲကျင့်သုံးတယ်စာတွေ့လက်တွေ့နှမျိုးကျင့်သုံးလိုက်တဲ့အခါဘုရားလောင်းဟာဉာဏ်ထက်ပြီးတော့ဆန္ဒပြင်းပြတဲ့ပုဂ္ဂိုလ်လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ဖြစ်လို့ထိုဆရာကြီးတွေရဲ့အဆင့်ကိုမကြခင်အတွင်းမှာရောက်ရှိပြီးတော့သွားသို့တော့သူရှားနေတာအဲ့ဒီအဆင့်မဟုတ်ဘူးဆိုပြီးတော့ဒီဆရာကြီးတွေရဲ့ကျင့်စဉ်တွေကိုဆက်လက်မကျင့်သုံးတော့ဘဲနဲ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခုစဉ်းစားလာတယ်အဲ့ဒါကြောင့်မို့လို့ထိုသုတ်တန်နေမှာမြတ်စွာဘုရားဖျားလောင်ပြောခဲ့တဲ့စကားလေးတစ်ခုอ่ะသူ6နှစ်ပတ်လုံးအမျိုးမျိုးစမ်းသပ်ပြီးတော့ကျင့်ကြံကြုတ်ကိုအထုတ်ခဲ့တာအာတော်ရီကုံနိုင်တဲ့ကျင့်စဉ်တစ်ခုလုံးဝမတွေ့ခဲ့ဘူးလုံးဝမတွေ့ခဲ့သည့်အတွက်ကြောင့်ခန္ဓာကိုယ်လည်းအလွန်ပင်ပန်းနွမ်းနယ်ပြီးတော့မသေးယုံတမဲခံစားရပြင်းပြင်းပြပြလုံလဝိရိယနဲ့ကြိုးစားအထုတ်တပလို့ခေါ်တဲ့ဒုက္ခရစရိယာဒုက္ခရဆိုတာလှုပ်ဖို့ခဲရင်တယ်လို့ပြောတာဒီတချို့ကတော့ဒုက္ခစရိယာလို့ဒီလိုမှားပြီးတော့ပြောတာရှိတယ်တနည်းအားဖြင့်ပြောရင်တော့ဆင်းရဲပင်ပန်းတာတော့ဒုက္ခပေါ့သို့တော့ဆင်းရဲပင်ပန်းရုံနဲ့မကဘူးလှုပ်ဖို့အမတန်မှခက်တယ်ဒါကြောင့်မို့ဒုက္ခရစရိယာလို့ခေါ်တယ်ဒုက္ခရဆိုတာလုံနိုင်ခဲ့တယ်1000တယောက်1000တယောက်3သိန်းတယောက်ဒီကျင့်စဉ်ကိုကျင့်နိုင်တယ်အဲ့ဒီကျင့်မှုအမတန်မှခက်ခဲတဲ့အကျင့်ကို6နှစ်နီးပါးဘုရားလောင်းဟာကြိုးစားခဲ့ပြီမဲ့လို့ထူးခြားတဲ့အသိဉာဏ်တစ်ခုဖြစ်ပေါ်စေနိုင်ခြင်းမရှိခဲ့ဘူးဒါကြောင့်မို့သူကစဉ်းစားတယ်တိယာအင်ညောမက်ခောဘောဓာယဒီအသိဉာဏ်ထူရဖို့ရအတွက်တော့အခုကျင့်နေတဲ့လမ်းစဉ်တွေကမဟုတ်တော့ဘူးတခြားလမ်းဖြစ်တော့တယ်လို့စဉ်းစားတဲ့အခါမှာဘာသွားတွေ့လဲဆိုအာနာပါနတတိကျင့်စဉ်တစ်ခုသွားတွေ့တယ်ငယ်စဉ်ကာလကလွန်ခဲ့တဲ့အတိတ်ဘဝတွေကနေပြီးအလေးကျင့်ရလာလို့ခမည်းတော်သုတ်တော်ရဏမင်းတရားကြီးကမင်္ဂလာရှိစိမ့်သောကလက်ထွန်မင်္ဂလာပြုနေတဲ့အချိန်တပြေပြန်ရိပ်မှာတယောက်ထီးတိတ်ထားခဲ့တဲ့အချိန်လေးမှာအနာဘယ်သူမှမရှိတော့နှာခေါင်းကလေရှူးနေတာလေးကိုအာယုံစိုက်လိုက်တာနဲ့တပြိုင်နက်ဇန်အဆင့်ထီအောင်ရောက်သွားတယ်ဒါကလေ့ကျင့်ခဲ့တာအတိတ်ကလေ့ကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ဟာခဏလေးနဲ့အောင်မြင်နိုင်တယ်မလေ့ကျင့်ခဲ့ရင်တော့မအောင်မြင်နိုင်ဘူးပေါ့ဘုရားအလောင်းလေးဟာအိယာထဲမှာပက်လက်နေတဲ့အရွယ်လေးမှာပင်ဝင်လေထွက်လေလို့ဆိုတဲ့အာနာပါနပေါ်မှာတတိကပ်ပြီးတော့ကျင့်တဲ့အကျင့်လေးကိုကျင့်လိုက်တဲ့အခါမှာစိတ်ရဲ့ငြိမ်းချမ်းမှုတွေရပြီးတော့ထိုအာယုံလေးပေါ်မှာစိတ်ဟာတည်ငြိမ်ပြီးတော့သွားတယ်တကယ်တော့ကလေးဆိုတာအနာနာမှာဘယ်သူမှမရှိဘူးဆိုရင်အောငိုလိမ့်မယ်နော်အနာနာမှာဘယ်သူမှမရှိဘူးဆိုကြောက်ပြီးငိုတာပေါ့တာမန်ကလေးဆိုရင်ခုဘုရားလောင်းလေးကတော့သူ့ရဲ့ထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့နေလိုက်တဲ့အခါဘယ်သူရှိမရှိလေကောင်းလေထွက်လေဝင်လေလေးတတိကပ်ပြီးတော့နေလိုက်တဲ့အတွက်ကြောင့်သူ့မှာငြိမ်းချမ်းမှုတွေခံစားရဝိဝေကသပိတိဒုက္ခလို့ခေါ်တယ်စိတ်ငြိမ်မှုကြောင့်ဖြစ်ပေါ်လာတဲ့
နှစ်ချိုက်မှုပီတိကိုချမ်းသာမှုစိတ်ချမ်းသာမှုဒုက္ခဆိုတာတွေရှင်တွဲပါလာတဲ့တမာတိတရားကိုရလိုက်လို့အဲ့ဒီတမာတိရဲ့အရာသာကိုယ်တိုင်ခံစားခဲ့ရတယ်အဲ့ဒါပြန်ပြီးတော့တတိယလိုက်တယ်အဲ့လိုပြန်တတိယလိုက်တဲ့အခါကျတော့မှဒီကျင့်စဉ်ဟာအာတဝခေယကျင့်စဉ်ဒီကျင့်စဉ်ပဲဖြစ်မယ်ဆိုပြီးတော့ဒီကျင့်စဉ်ကိုကျင့်ဖို့ဆိုလို့ရှိရင်ခန္ဓာကိုယ်ဟာထိုက်တဲ့လောက်အင်အားရှိဖို့လိုလာတယ်အပင်ပန်းခံပြီးတော့ပိန်ချုံမသေးုံတမဲဖြစ်နေတဲ့ဒီခန္ဓာကိုယ်ကာယဗလမရှိဘဲနဲ့ဉာဏဗလဆိုတာမဖြစ်နိုင်လို့ဒါကြောင့်မို့ခန္ဓာကိုယ်ပြန်ပြီးတော့အင်အားဖြည့်တဲ့အနေနဲ့အစာအာဟာရပြန်ပြီးတော့သုံးဆောင်ပြီးလို့ထိုက်တဲ့ခန္ဓာကိုယ်အင်အားရှိလာတဲ့အခါမှာဘုရားအလောင်းတော်ဟာဒီအာနာပါနတတိကမ္မထံကိုစတင်ပြီးတော့အထောက်တော်တာပဲဒါကိုယ်ပိုင်တွေ့တဲ့ဤစနစ်လို့ဒီလိုပြောတာနော်အဲ့လိုစတင်ပြီးတော့အထောက်လိုက်တဲ့အခါမှာတမာတိကျင့်စဉ်တစ်ခုအောင်မြင်လို့ဇန်နေအစဉ်စဉ်ရောက်ပြီးနောက်ဆုံးနေ့ကဆုံလာပြည့်နေ့မှာဘုရားလောင်းတော်လေးဟာညရဲ့ပထမပိုင်းပထမယံလို့ခေါ်တယ်ညရဲ့ပထမပိုင်းမှာဥပ္ပေနိဝတနုတ္တိလို့တမာတိစွမ်းအားတွေထက်လာတဲ့အခါကျတော့အတိတ်ဘဝတွေကိုပြန်ပြီးတော့ကြည့်လိုက်တာရှင်းရှင်းကြီးအကုန်လုံးမြင်ရတယ်ကိုကြည့်ကျင်တဲ့ဘဝဘယ်တိအောင်မြင်ရတော့လို့ဆိုအဆုံးအစထိအောင်မြင်ရတယ်သို့တော်ဘုရားလောင်းဟာကိုကြည့်ကျင်တဲ့နေရာကိုကြည့်လိုက်တော့ဒီပါရမီတွေကိုစတင်ပြီးတော့ဖြည့်ဆည်းဖို့အဋိဌံခဲ့တဲ့ဒီပင်္ဂရာမြတ်စွာဘုရားလက်ထက်တော်သူမိတာဘဝမှာဖြာဒိတ်ခံယူပြီးတော့နေခဲ့တဲ့ဘဝထိအောင်ရှင်းရှင်းကြီးအကုန်လုံးပြန်ပြီးတော့မြင်လာနိုင်တဲ့ပုဗ္ဗေနိဗ္ဗာန်နုတ္တိဉာဏ်ကိုရအဲ့ဒီဉာဏ်ကိုဝိဇ္ဇာလို့ခေါ်တာပဲအသိဉာဏ်တစ်မျိုးပဲအတိတ်ဘဝကိုပြန်ပြီးတော့အောက်မေ့နိုင်တဲ့အခုဘုန်းကြီးတို့တွေဘာဖြစ်လို့မအောက်မေ့နိုင်တယ်လဲဆိုရင်အဝိဇ္ဇာကဖုံးထားတယ်ဖုံးထားသည့်အတွက်ကြောင့်အတိတ်ဘဝရှိနေတော့လည်းပဲပြန်ကြည့်လိုက်ရင်အမှောင်ကြီးကဖုံးနေလို့မမြင်ရဘူးဘယ်ကလာမှန်းလည်းမသိဘူးနော်ဘယ်ဘဝမှာဘာတွေလုပ်ခဲ့တယ်ဘာတွေဖြစ်ခဲ့တယ်ဘာကြောင့်ဒီဘဝဖြစ်လာတယ်ဆိုတာတွေမသိဘူးဘုရားလောင်းကြတော့တမာရီစွမ်းအားနဲ့ဒီအဘိညာဉ်ဉာဏ်ရလိုက်တဲ့အခါမှာကြည့်လိုက်တာအတိတ်ဘဝတွေအလုံးပြီးပြင်းမြင်ရတယ်မနေ့ကဖြစ်ပြက်လို့ပဲသူ့မှာရှင်းရှင်းလင်းလင်းကြီးအကုန်မြင်ဘုန်းကြီးတို့တွေမနေ့ကအဖြစ်ပြက်အကုန်ပြန်ပြောပြပါတောင်းဆိုတောင်းမှပဲလုံးစီပတ်စီပြောချင်မှပြောနိုင်ပါနော်အဲ့တော့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာအဲ့ဒီပုဗ္ဗေနိဗ္ဗာန်နုတ္တိဉာဏ်ရလိုက်တဲ့အချိန်မှာဆိုရင်အတိတ်ဘဝကိုပြန်ပြောင်းပြီးတော့အကုန်အောင်းမေ့နိုင်တဲ့ပုဗ္ဗေနိဗ္ဗာန်နုတ္တိဉာဏ်လို့ခေါ်တဲ့ပထမဝိဇ္ဇာကိုရတယ်အဲ့ဒီပထမဝိဇ္ဇာကလည်းအာတဝခေယမဟုတ်သေးဘူးသမထကျင့်စဉ်တစ်ခုရဲ့အောင်မြင်မှုတစ်ခုသာဖြစ်တယ်အဲ့ဒီကနေပြီးတော့မစ္စည်းမယံလို့ခေါ်တဲ့10နာရီကျော်ကနေ2ချက်လောက်အထိပေါ့နိုင်ပြန်2ချက်လောက်အထိအချိန်တိုင်းမှာအလင်းရောင်ကိုဖြန့်ကျက်ပြီးတော့လောကကြီးမျက်မှောက်ဘဝလောကကြီးမိမိရဲ့ပတ်ဝန်းကျင်နဲ့မိမိဖြစ်နေရာနေထိုင်ရာစัจ java လာတခြားစัจ java လာတွေကိုကြည့်လိုက်တဲ့အခါမှာအားလုံးကိုမြင်ရတဲ့ဒိဗ္ဗစက္ခုဉာဏ်ရအဲ့တော့မစ္စည်းမယံမှာဒိဗ္ဗစက္ခုဆိုတာအလင်းရောင်နဲ့ဖြန့်ကျက်ပြီးတော့စัจ java လာအနန္တကိုအလင်းရောင်ကြီးဖြန့်လိုက်တဲ့အခါစัจ java လာအနန္တကိုအားလုံးရှင်းရှင်းကြီးမြင်ရတယ်ပေါ့မျက်စိတစ်မျိုးမြင်နိုင်စွမ်းရှိတဲ့အသိဉာဏ်လို့ခေါ်တဲ့ဒိဗ္ဗစက္ခုဘိညာဉ်မျက်စိတစ်ခုကိုရလိုက်တယ်ပေါ့အဲ့ဒါကိုစမ်းသပ်ကြည့်လို့မြတ်စွာဘုရားဒုတိယဝိဇ္ဇာလို့ခေါ်တဲ့ဒီအဆင့်ကိုရတယ်အဲ့ဒီဘိညာဉ်တွေရပြီးတဲ့အခါမှာမြတ်စွာဘုရားအာတဝခေယကျင့်စဉ်တစ်ခုမှန်မှန်ကန်ကန်တွေ့ရှိလာပြီပုဗ္ဗေနိဗ္ဗာန်နုတ္တိဉာဏ်ဆိုတဲ့အဘိညာဉ်ရလို့ဘုရားလောင်းတော်ဟာပရိစ္ဆသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားနိုင်တာနော်သူဆင်ញင်စဉ်းစားလေးပုံလေးကိုကြည့်လိုက်
အတိတ်ဘဝတွေကိုဆင်ញင်စဉ်းစားတာပြန်ပြီးတော့ဘယ်ကနေစကင်လိုက်တယ်လဲလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေကအလေးနဲ့ထားပြီးတော့မစဉ်းစားကြဘူးပေါ့ဘုရားလောင်းကတော့တရားရှုမှတ်ရင်အလေးနဲ့ထားစဉ်းစားတယ်အေးကိုယ့်ဘဝကိုအလေးနဲ့ထားစဉ်းစားကြည့်ဘုရားလောင်းစဉ်းစားတယ်လို့အေးလောကကြီးဟာအတော်ကိုဒုက္ခရောက်နေတာပါလားဘာကဒုက္ခရောက်စီဘာတွေကဒုက္ခရောက်တာလဲလို့ဆိုရင်အေးလူဘဝဖြစ်လာပြီးတဲ့နောက်တတ္တဝဘဝဆိုတာရလာပြီးတဲ့နောက်မှာဘာဖြစ်လာတပြေးပြေးအိုးလာတာဒါအခက်ခဲကြီးတစ်ခုပဲဘယ်သူများကြော်လွှားနိုင်လို့ဆိုဘယ်သူမှမကြော်လွှားနိုင်ဘူးနော်အချိန်တိုင်းသာလို့အိုးနေကြတယ်နေ့စဉ်နဲ့အမျှတပြေးပြေးအိုမင်းရင်းရော်လာလိုက်ကြတာနောက်ဆုံးကြတော့တေခြင်းမှအဆုံးသတ်သွားကြတယ်ဒါလူတိုင်းလူမျိုးတိုင်းဘာသာဝင်တိုင်းဘယ်ဘာသာဝင်မဆိုမရှောင်လွဲနိုင်တဲ့ကိစ္စကြီးတစ်ခုအဲ့ဒါကိုကြည့်ပြီးတော့ဘုရားလောင်းတွေကဘယ်လိုမြင်တယ်လဲဆိုရင်အေးလောကလူသားတွေဟာအတော့ကိုဒုက္ခရောက်နေကြတာပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ဖြစ်လာပြီးတဲ့မွေးလာပြီးတဲ့အခါမှာအိုရတယ်သေရတယ်ဆိုတာတွေနဲ့ရင်ဆိုင်နေရတယ်လောကလူတွေကအိုခြင်းနဲ့သေခြင်းကိုသဘာဝတရားလို့ဆိုပြီးတော့အေးအေးလေးနေကြတာဟုတ်တကယ်တော့မကြောက်ဘူးလားဆိုတော့လူတိုင်းကြောက်တာပဲနော်အိုခြင်းတရားလည်းကြောက်တာပဲသေခြင်းတရားလည်းကြောက်ကြတာသို့တော်လည်းပဲဒီတတိမေ့လျော့မှုအသိဉာဏ်တွေကအားနဲ့လုံလဝိရိယအားနဲ့အပျော်စိတ်တွေကလွန်ကဲပြီးတော့နေတဲ့အခါမှာဒါကိုမေ့ထားနေကြတာပေါ့ရှင်ဆိုင်တွေ့ပြီဆိုရင်ဒုက္ခရောက်ကြအဲ့တော့ဘုရားလောင်းကတော့အလေးနဲ့စဉ်းစားတယ်ဘာဖြစ်လို့များထပ်တလဲလဲအိုးနေကြတာလဲလို့ထပ်လဲလဲသေးနေကြရတာလဲလို့အကြောင်းတော်ရှိမှပဲအကြောင်းကိုစဉ်းစားတဲ့အခါမှာဇာတိတရားရှိနေလို့ပဲဒါရှင်းရှင်းလေးစဉ်းစားလို့ရှိရင်လည်းသိထိုင်တဲ့အနေထားတစ်ခုတို့တွေဘာလို့အိုတာတော့ဆိုမွေးလာလို့အိုတာပေါ့နော်လူဖြစ်လာလို့အိုးနေကြတာသေတာဘာလို့သေတာဖြစ်လာလို့သေတာအဲ့တော့ဇာတိတရားရှိသည့်အတွက်ကြောင့်အိုခြင်းသေခြင်းဆိုတာရှိနေတာဒါဖြင့်ဒီဇာတိတရားဆိုတာဘဝဘာဖြစ်လို့ရနေကြတာတုံးဆိုတော့ဘဝပစ္စည်းဟာဇာတိလို့ဆိုတယ်ဘဝကိုထူထောင်ပေးတဲ့ကံတွေကိုလှုပ်နေလို့တို့တွေရနေတယ်အဲ့ဒီဘဝကိုဘာဖြစ်လို့ထူထောင်နေကြတာတုံးဆိုဥပါဒါနပစ္စည်းဟာဘဝတဲ့လူတွေမှာအစွဲလန်းလေးတွေကာမဂုဏ်အာယုံပေါ်မှာလဲဆွဲလန်းတယ်ကိုယ်အမြင်တွေပေါ်မှာလဲဆွဲလန်းတယ်အဲ့ဒီဆွဲလန်းမှုလေးတွေကိုအကြောင်းပြုပြီးတော့ဖြစ်ချင်တာလေးတွေနဲ့လှုပ်နေကြနော်လူတိုင်းမေးကြည့်ရင်ဘာဖြစ်ချင်လဲချမ်းသာခြင်းနဲ့နော်စီးပွားဥစ္စာတိုးတက်ခြင်းနဲ့ဒီတဲ့ကောင်းတဲ့ဘဝရခြင်းနဲ့ဆိုတာလေးတွေအားလုံးဟာအစွဲလန်းလေးတွေနဲ့ဖြစ်ချင်နေကြတာကြီးပဲအကုန်လုံးအဲ့ဒီဥပါဒာနေကြောင်းမို့လို့ဖြစ်ချင်လို့ရချင်လို့လှုပ်နေကြလှုပ်နေလို့ရလာတယ်ပေါ့ဥပါဒနာပစ္စယပေါ့ဒါဖြင့်ဖြစ်ချင်ရချင်တယ်ဆိုတာဘယ်သူကစတင်တာတော့ဘယ်သူရှိလို့တော့ဆိုတော့တဏှာဆိုတဲ့တွေ့တာမှုကိုငဲ့ညာမှုကိုယ်အရေးကိုတွေးမှုဆိုတဲ့ဒီတဏှာရှိလို့ပဲအာယုန်နေနဲ့တွေးတဲ့အခါမှာနှစ်သက်တယ်ကျင့်တတ်တယ်ကြိုက်တယ်သဘောကျတယ်ဆိုတဲ့ဒီတဏှာအဲ့ဒီတဏှာရှိလာလို့ရှိရင်တဏှာရှိတဲ့အာယုံပေါ်မှာဆွဲလန်းမှုတွေဆိုပေါ်လာတာပဲအဲ့ဒါကိုပြောတာတဏှာပစ္စယဥပါဒံတဏှာရှိလို့ဥပါဒံရှိရဒါဖြင့်ဒီတဏှာကသူကသူဖြစ်လာတာလားဆိုဘယ်ဟုတ်မလဲသူကလူတွေမှာခံစားချက်ကလေးတွေရှိတယ်လေပျော်စရာတွေ့တယ်စိတ်ထဲမှာကျေနပ်တယ်ဝမ်းနည်းစရာတွေ့တယ်ပျော်စရာကိုမျှော်လင့်တယ်ဆင်းရဲတာတွေ့ရင်လည်းချမ်းသာတာကိုမျှော်လင့်တယ်အဲ့တော့ဘယ်သူပဲဖြစ်ဖြစ်အဆိုးတွေ့လဲအကောင်းကိုမျှော်တာပဲအကောင်းတွေ့ရင်လည်းပိုကောင်းတာကိုမျှော်တယ်အဲ့တော့လူတွေရဲ့စိတ်ထဲမှာအတွေ့အကြုံလို့ခေါ်တဲ့ခံစားချက်ကလေးတွေအဲ့ဒီခံစားချက်လေးတွေရှိလို့တဏှာဆိုတာရှိရတာတဲ့ဝေဒနာပစ္စယတဏှာလို့ဒီလိုဟောတာအဲ့ဒီခံစားချက်ကလေးတွေကဘာဖြစ်လို့ရှိလာရတာတုံးလို့ဆိုတော့အာယုန်နဲ့စိတ်နဲ့ဆုံစည်းမိတာအေးကိုမမြင်ဘူးတဲ့အာယုန်လေးတစ်ခုကိုမြင်လိုက်ပြီဆိုရင်အဲ့ဒီမြင်လိုက်တဲ့အချိန်မှာဒါလေးပေါ်မှာသဘောကျသွားတယ်သဘောကျတာရှိတယ်သဘောမကျတာရှိတယ်အတန်လေးတစ်ခုကြားလိုက်ရင်အဲ့ဒီအတန်လေးပေါ်မှာသဘောကျသွားတယ်
အနံကလေးတစ်ခုရလိုက်ရင်လည်းအဲ့ဒီအနံလေးပေါ်မှာသဘောကျသွားတယ်အရသာလေးရှာလေးနဲ့တွေ့လိုက်ရင်လည်းသဘောကျသွားတယ်ခန္ဓာကိုယ်အထိတွေ့လေးနဲ့လည်းသဘောကျသွားတယ်စိတ်ကူးစိတ်တန်းထဲမှာပေါ်လာရင်လည်းသဘောကျသွားတယ်အဲ့ဒါလို့စိတ်နဲ့အာယုံဆုံပေးတယ်ဆိုတဲ့သဘောကဖတ်တာရှိလို့ဝေဒနာဆိုတဲ့ခံစားမှုတွေပေါ်လာတာတဲ့ဟောဒါဖြင့်ဖတ်တာကဘာဖြစ်လို့ရှိရတာတုံးလို့ဆိုတော့ဟောရှင်းရှင်းလေးရယ်ဖတ်တာဆိုတဲ့ဒီသဘာဝတရားဟာဘာဖြစ်လို့ရှိတာတုံးဆိုတော့မျက်စိရှိလို့ပြင်မဲ့ကအာယုန်နဲ့ဆက်သွယ်လာတာနားရှိလို့ပြင်မဲ့ကအတန်တွေနဲ့ဆက်သွယ်လာတာနှာခေါင်းရှိလို့အနံ့ရတယ်လျှာရှိလို့ရတာခံတယ်ခန္ဓာကိုယ်ရှိလို့ထိတွေ့စိတ်ရှိလို့အာယုန်တွေကိုသိတယ်ကြံတွေးတယ်ဆိုအဲ့ဒါကိုတလယရဏပစ္စယဖတ်တော်လို့ခေါ်တာပဲလူရဲ့သဘာဝဆိုတာဒါပဲသေချာစဉ်းစားကြည့်ပရိစ္ဆေသမုပ္ပါဆိုတာလူရဲ့သဘာဝကိုပြောပြနေတာလူဆိုတာအဲ့ဒါပဲတတ္တဝါမျက်စိရှိလို့ကြည့်တယ်ကြည့်တော့တွေ့တယ်တွေ့တော့ခံစားတယ်ခံစားတော့လှုပ်ခြင်းတယ်လှုပ်ခြင်းတော့ဆွဲတယ်ဆွဲတော့လှုပ်တယ်လှုပ်တော့ရတယ်ဒါပဲပေါ့ဒီအစဉ်ဆက်မပြတ်ဖြစ်နေတာဒါပရိစ္ဆေသမုပ္ပါလို့ပြောအဲ့ဘုရားလောင်းကအဲ့လိုစဉ်းစားတာစဉ်းစားသွားလိုက်တဲ့အခါမှာဒီမျက်စိနာနာလျှာကိုယ်ဆိုတာစိတ်ဆိုတာဘာကြောင့်ရှိရပြန်တာတုံးလို့မေးတော့ရုပ်တည်နာနေရှိနေလို့ပဲဆိုနာမရူပပစ္စယတလိုက်ဒါဖြင့်ဒီရုပ်တည်နာနေကဘာကြောင့်ရှိနေရပြန်တာတုံးဆိုဝိညာဏပစ္စယနာမရူပမိခင်ဝမ်းထဲမှာတရေစိတ်ကလေးပေါ်လာလို့ဒီရုပ်တည်နာနေဖြစ်လာတာသူစခဲ့တာဟောဒါဖြင့်ဒီတရေစိတ်ကလေးကဘာကြောင့်ပေါ်လာတာတုံးဆိုသင်္ခါရပစ္စယဝိညာဏဘဝကိုပြင်ဆင်ပေးတဲ့ကံဆိုတဲ့စေရနာတရားကြောင့်ဖြစ်လာအဲ့ဒါကြတော့အတိတ်ဘဝနဲ့သက်ဆိုင်သွားတယ်မြတ်စွာဘုရားကစဉ်းစားလိုက်တာဒီဘဝရဲ့အစပရိသေဝိညာဉ်ပရိသေဝိညာဉ်ရဲ့အကြောင်းတရားကသင်္ခါရအဲ့ဒီသင်္ခါရဆိုတဲ့ကံတရားတွေရှိလို့ဒီဘဝမှာဖြစ်လာဒါဖြင့်ဒီကံတရားတွေဟာဘာရှိလို့ရှိနေရတာတုံးလို့ဆိုသစ္စာ၄ချက်အမှန်တရားကိုမသိလို့ပဲအမှန်မသိလို့ဖြစ်ကြတယ်ဒါရှင်းရှင်းလေးရဲ့အမှန်မသိဘူးဆိုတော့လုံးတဲ့နာနဲ့မလုံးတဲ့နာမသိဘူးဆိုတော့မလုံးတဲ့နာကိုလည်းလုံးမိတာပေါ့လုံးတဲ့နာကိုလည်းမလုံးဖဲနေမိတာပေါ့အဲ့တော့မလုံးတဲ့နာလုံးမိတယ်ဆိုတာအကုသိုလ်လုံးပဲလုံးတဲ့လို့လုံးလိုက်တယ်ဆိုတာတချို့ဟာကုသိုလ်လုံးပေါ့အဲ့တော့အကောင်းလဲလုံးမိတာပဲအဆိုးလဲလုံးမိတာပဲအမှန်မသိသည့်အတွက်ကြောင့်အမှန်မသိတဲ့အဝိဇ္ဇာရှိနေသည့်အတွက်ကြောင့်ကံတရားတွေဟာစုမိဆောင်မိတာအဝိဇ္ဇာပစ္စယသင်္ခါရလို့ဒါဖြင့်ဒီအဝိဇ္ဇာတွေကဘာကြောင့်ဖြစ်နေရတာတုံးဆိုဟောဒီအတ္တဝါတွေရှိနေလို့ပဲလို့ဟောဒီလိုဘုရားလောင်းနေကြတော့ကိုယ့်ဘဝကိုနောက်ကျောင်းပြန်ပြီးတော့စဉ်းစားတာဘဝကြီးဟာအခုလိုအကြောင်းတရားတွေနဲ့ဆက်ဆက်ပြီးတော့စိတ်ပြည့်စရာကြီးပဲလူတွေဟာဖြစ်ပေါ်နာသေးတွေနဲ့ပဲတဏှာထဲမှာလဲနေကြတာပဲလို့ဘုရားလောင်းတော်ဟာပုဗ္ဗေနိဝါဒနုတ္တိဉာဏ်တို့ဒိဗ္ဗစက္ခုဉာဏ်တို့ရပြီးတဲ့အခါမှာယုံ nant ဓမ္မသင်္ခါရကိုဆင်ញင်လို့ပရိစ္ဆသမုပ္ပါဒ်ကိုမြင်လာအဲ့ဒီပရိစ္ဆသမုပ္ပါဒ်မြင်ပြီးတော့ယုံ nant ရဲ့သဘာဝတွေကိုပိုင်ပိုင်နိုင်နိုင်သိလိုက်တဲ့အခါမှာအဲ့ဒီကဆုံလာပြီနေညအာရုံတက်လိုက်တာနဲ့တပြိုင်နက်အာတဝခေယဉာဏ်ဆိုတဲ့ရတ္တမေရတ္တဖို့ရလိုက်တာပဲအဲ့တော့ဝိပဿနာကျင့်စဉ်တစ်ခုပရိစ္ဆသမုပ္ပါဒ်ကိုသိတယ်ဆိုတာပစ္စယပရိက္ခဉာဏ်ပဲအဲ့ဒီပရိစ္ဆသမုပ္ပါဒ်ကိုအခြေခံပြီးတော့စဉ်းစားတာနာမရူပပရိစ္ဆေဒဉာဏ်တတ္တဝါအနေနဲ့စဉ်းစားတာမဟုတ်ဘူးပရိစ္ဆသမုပ္ပါဒ်ကိုကြည့်တတ္တဝါဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူးသဘာဝတရားတွေကိုအမြင်တက်ပြီးပြောသွားတာနော်ဒါကြောင့်မို့လို့အခုလိုသဘာဝတရားတွေကိုရှုမြင်နိုင်တာသုံးသပ်နိုင်လာတာအာတဝခေယကျင့်စဉ်ဘုရားလောင်းပထမဆုံးတွေးရှိလာခဲ့တာပဲအဲ့ဒီပထမဆုံးတွေးရှိလာတဲ့အာတဝခေယကျင့်စဉ်ဆိုတာဘာလဲလို့ပြောမယ်ဆိုရင်အခုဝိပဿနာကျင့်စဉ်ပါပဲအဲ့ဒီဝိပဿနာကျင့်စဉ်တစ်ခုအလုံးဟာဥတည်ချက်ကတော့အာတဝတရားတွေကုံဖို့ပဲလို့ဘုန်းကြီးတို့ဒီကနေ့အာတဝခေယကျင့်စဉ်ကိုဒီကနေ့စတင်ဟောပြီးတော့နောက်ရက်တွေမှာအပိုင်း2အပိုင်း3အပိုင်း4အပိုင်း5ထိအောင်ဒီတုတ်တန်တစ်ခုအခြေခံပြီးတော့အာတဝခေယကျင့်စဉ်ကိုဟောပြီးအဲ့တော့ဒီအာတဝခေယကျင့်စဉ်ဆိုတာတခြားမဟုတ်ဘူးမစ္စည်းမပဏ္ဏတမစ္စည်းမနိကေပါဠိတော်မှာတပ္ပတဝတုတ်ဆိုတာရှိတယ်
အာတဝအားလုံးကိုရှင်းလင်းပြထားတဲ့သုတ်ရှိတယ်မြတ်စွာဘုရားပေးထားတဲ့နာမည်အပြည့်စုံကတော့တပ္ပတဝတံဝရပရိယာယတဲ့တပ္ပဆိုတာအားလုံးအာတဝဆိုတာအာတဝတရားတံဝရဆိုတာစုပိတ်ဖယ်ရှားတဲ့ပရိယာယဆိုတာနိလန်တဲ့အဲ့ဒီအာတဝတွေဒီတဘာဝတရားတွေကိုယ်တဏ္ဍမှာဖြစ်နေသည်တမျှကာလပတ်လုံးပြောလိုက်မယ်ဆိုရင်အဝိဇ္ဇာဆိုတာရှိနေရင်သင်္ခါရလာအောင်ပါပဲအဝိဇ္ဇာဟာအာတဝပဲတခြားဟာကိုပြောတာမဟုတ်ဘူးအဝိဇ္ဇာဟာအာတဝပဲတဏှာဟာလည်းပဲအာတဝပဲအဲ့ဒီအဝိဇ္ဇာတဏှာဆိုတဲ့ဒီအာတဝတရားတွေရှိနေလို့ရှိရင်ဒီဒုက္ခတွေကဆင်စက်မပြတ်စီးဝင်နေမှာပဲအဲ့ဒီအာတဝတရားတွေကိုဆုတ်ပိတ်နိုင်ရမယ်အဲ့ဒီဆုတ်ပိတ်တဲ့နိလန်းတွေကိုအာတဝတံဝရဆုတ်ပိတ်နိုင်တဲ့နိလန်းတွေကိုမြတ်စွာဘုရားဟောကြားထားတာဒီတော့အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တို့နိဗ္ဗာန်ကိုလိုချင်ပြီဆိုလို့ရှိရင်ဟောဒီအာတဝတရားတွေကိုဆုတ်ပိတ်အောင်ဆိုပါစို့ကိုယ့်ရဲ့အဆောက်အဦထဲမှာရေတွေစီးဝင်နေတယ်ဆိုရင်မစီးဝင်အောင်ပိတ်ရမှာပဲမဟုတ်လားကိုယ့်ရဲ့တဏ္ဍာမှာလည်းပဲအကုသိုလ်တွေစီးဝင်နေရင်မဝင်အောင်ပိတ်ရတာပေါ့မပိတ်နိုင်ဘူးဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဒီအကုသိုလ်တရားတွေကိလေသာတရားတွေကလွှမ်းမိုးလာမှာပေါ့လုံခြုံအောင်ကိုပိတ်နိုင်ဆို့နိုင်ရမယ်တရားအထုတ်တယ်ဆိုတာဒီပိတ်ဖို့ဆို့ဖို့အထုတ်တာတရားအထုတ်ပြီးတော့မပိတ်နိုင်မဆို့နိုင်ဘူးအပိတ်အဆို့မလုပ်ဘူးဆိုလို့ရှိရင်တရားအထုတ်တာဘာအဓိပ္ပာယ်မှမရှိဘူးဆို့ပိတ်နိုင်ရမယ်အဲ့ဒီကိလေသာနဲ့ဒီအာတဝဆိုတဲ့တရားတွေကိုဆုတ်ပိတ်နိုင်အောင်အဲ့ဒီဆုတ်ပိတ်တဲ့လမ်းစဉ်ကိုမြတ်စွာဘုရားကဟောတာအဲ့ဒါကိုအတဝခေယကျင့်စဉ်လို့တပ္ပတဝသုတ်မှာမြတ်စွာဘုရားဟောတယ်ဒီကနေ့တပ္ပတဝသုတ်တံကိုနည်းနည်းစချရအောင်တာဝတိပြည်စေတော်အကြောင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ်သတင်းသုံးနေတယ်ရဟန်းတော်တွေကိုဟောတာပဲအဲ့ဒါလို့ဟောတဲ့အခါမှာမြတ်စွာဘုရားဘာဖြစ်လို့ဒီတရားကိုရွေးချယ်ဟောတာလဲလို့ဆိုအဲ့ဒီယဟန်တော်တွေကကိလေသာအတဝါတွေမကင်းသေးတော့သူတို့ရဲ့စိတ်အစဉ်ထဲမှာကိလေသာတွေရောကံတရားတွေရောအခြားအန္တရာယ်ဖြစ်စေတတ်တဲ့ဘေးရန်တွေရောအမြဲတမ်းစိတ်ပြီးတော့ဝင်နေတယ်စိတ်ပြီးတော့ဝင်နေတယ်အဲ့ဒီစိတ်ဝင်နေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပစ်ပြီးတော့ပိတ်ဆို့တဲ့နိလန်းတွေဒါတွေမဝင်အောင်ဘလို့ပိတ်ရမယ်ဘလို့ဆိုးရမယ်ဆိုတဲ့နိလန်းတွေကိုပေးခြင်းလို့ဒီသုတ်တံကိုဟောတာအဲ့တော့ယဟန်ဒီမှာဖြစ်နေတဲ့အခြေအနေတစ်ခုယောဂီပုဂ္ဂိုလ်တွေမှာဖြစ်နေတဲ့အခြေအနေတစ်ခုကြည့်ပြီးတော့မြတ်စွာဘုရားတပ္ပတဝတံဝရပရိယာယဆိုတဲ့တရားကိုဟောမယ်လို့စတင်တော့ယဟန်တွေကိုမြတ်စွာဘုရားကจิตာယဟန်တို့အာတဝစီးဝင်တတ်တဲ့ကိလေသာကံဆိုတဲ့အာတဝတရားတွေဆုတ်ပိတ်တဲ့နိလန်းကိုငါဘုရားဟောမယ်တဲ့အဲ့ဒီနီးဟာအမတ္တမအရေးကြီးတယ်ဒါတွေမပိတ်နိုင်ရင်ဒုက္ခရောက်မှာပဲခုနတန်တရာထဲမှာအိုခြင်းဆင်းရဲသေခြင်းဆင်းရဲဆိုတာတွေဘယ်တော့မှမလွတ်ဘူးသူကစီးနေမှာဝင်နေမှာပဲအဲ့ဒါကြောင့်မလို့ပိတ်တဲ့နီးလန်းတွေကိုငါဘုရားဟောမယ်တဲ့ဟောတဲ့အခါမှာဟောသူနာထတာဓုကမနတိကရောထမြတ်စွာဘုရားကတရားဟောတိုင်းတတိပေးတယ်ဟောပြီဆိုလို့ရှိရင်သူနာထခရုတစိုက်နားထောင်မှုလိုအပ်တယ်ပေါ့ဟောသမျှမိမိရဲ့နားရဲရောက်အောင်နားထောင်ညာတာဓုကမနတိကရောထစိတ်แท้လည်းရောက်အောင်နှလုံးသွင်းညာနားကလည်းတစ်လုံးမလွတ်ကြားမယ်စိတ်ကလည်းပဲတစ်လုံးမလွတ်ဒီတတိထားနေမယ်ဆိုလိုတာကသောတိန်တရေဆိုတဲ့နားနဲ့လည်းထောင်တယ်မနိန်တရေဆိုတဲ့စိတ်နဲ့လည်းပဲအာယုံပြုတယ်ပေါ့တရားနာတယ်ဆိုတာအဲ့ဒီနှစ်ခုစုံမှကြားတော့ကြားနေတာပဲဟိုတွေးဒီတွေးနေလို့ရှင်စိတ်မဆိုင်တာခေါ်တယ်ပေါ့အဲ့တော့ကြားလဲကြားရမယ်စိတ်လဲဆိုင်ရမယ်ဒီလိုဆိုပါတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားတရားဟောကနေ့တိုင်းမှာသူနာထနားဆိုင်ပြီးတော့ထောင်ညာတာဓုကံမနတိကရောထစိတ်ထဲမှာပိုင်နိုင်နှလုံးသွင်းညာလို့နှလုံးသွင်းစဉ္ညာလို့
ဒီလိုတိုက်တွန်းပြီးတော့မှဒီသုတ်တံကိုမြတ်စွာဘုရားဟောတယ်ဘုရားဟောတဲ့အခါဘာနဲ့စတော့ဆိုလို့ရှိရင်အာသဝတွေကိုပိတ်ဆို့တဲ့နီးမှာဘာအရေးကြီးဆုံးလို့ဆိုတာမြတ်စွာဘုရားကဇာနာတောဘိက္ခဝေအာသဝနံခယံဇာနာတောဘိက္ခဝေပတ္တတောအာသဝနံခယံဝဒာမိနောအဇာနာတောနောအပတ္တတောဒါဘုရားဟောတဲ့စကားလုံးလေးကိုအရင်ပြောပြယဟန်ဒီကိုဟောတယ်မြန်မာလူရှင်းရှင်းကသိတဲ့ပုဂ္ဂိုလ်မြင်တဲ့ပုဂ္ဂိုလ်မှအာသဝတွေကိုကုံဆုံးအောင်လုပ်နိုင်တယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သိတဲ့ပုဂ္ဂိုလ်မြင်တဲ့ပုဂ္ဂိုလ်မှအာသဝခယဆိုတဲ့အဆင့်အာသဝတွေကိုကုံအောင်လုပ်နိုင်တယ်လို့ငါဟောတယ်မသိဘူးမမြင်ဘူးဆိုလို့ရှိရင်အာသဝတွေကုံအောင်လုပ်နိုင်မှာမဟုတ်ဘူးအဲ့တော့ဒီတရားမှာမြတ်စွာဘုရားကအာသဝကုံမှုအတွက်ဘာအရေးကြီးတာတုံးဆိုအသိဉာဏ်အရေးကြီးတယ်လို့ဟောတာပဲကြည့်လေမဂ္ဂင်၈ပါးအကျင့်မှာဘယ်သူကနေဥဆောင်ထားတုံးဆိုတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဆိုတာအသိဉာဏ်ကိုပြောတာမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အသိမြင်တယ်သိတယ်မြင်တယ်ဆိုတာဉာဏ်ကိုပြောတာနှစ်ခုစလုံးဟာဉာဏ်ကိုပြောတာဒါကြောင့်မို့ဇာနာတော်သိတဲ့ပုဂ္ဂိုလ်ပတ္တတော်မြင်တဲ့ပုဂ္ဂိုလ်သိတဲ့ပုဂ္ဂိုလ်မြင်တဲ့ပုဂ္ဂိုလ်မှအာသဝတွေကိုကုံဆုံးအောင်လုပ်နိုင်တယ်တဲ့မသိတဲ့ပုဂ္ဂိုလ်မမြင်တဲ့ပုဂ္ဂိုလ်ဟာအာသဝတွေကိုကုံအောင်လုပ်ဘူးမလုပ်နိုင်လို့ရှိရင်အာသဝတွေမပြတ်စည်းဝင်နေလို့ဒုက္ခရောက်မှာပဲလို့သူပြောတာနော်ကဲအဲ့ဒီနေရာမှာအာသဝဆိုတာဘာတွေကိုပြောတာလဲပါဠိစကားအာသဝဆိုတော့မြန်မာလိုအဓိပ္ပာယ်ရှင်းအောင်မှမဟုတ်သေးဘူးအဲ့တော့အာသဝဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာအာသဝဆိုတာမပြတ်စည်းဝင်နေတဲ့ကိလေသာတွေဒါမို့အင်္ဂလိပ်လိုတော့ flux mental defilement တွေက flux ဖြစ်နေတယ်စိတ်ထဲဝင်နေတယ်အမြဲတမ်းဘုန်းကြီးတို့တွေကိုယ့်ကိုယ်စဉ်းစားကြည့်ဒီလောဘတွေဒေါသတွေမောဟတွေဆိုတာမျက်စိကနေပြီးတော့မြင်ပြီးဖြစ်တယ်မျက်စိကဝင်နေတာပဲအဲ့ဒါနေ့စဉ်နဲ့အမျှကိုယ့်ဘဝကိုကြည့်မျက်စိကလှတာလေးမြင်လိုက်လို့သဘောကျသွားပြီဆိုရင်လောဘစီးဝင်သွားပြီဝင်သွားတာကိုကဝင်မှမသိလိုက်ဘူးဝင်မှမသိဘူးမလားမပဘူးဆိုလို့ရှိရင်ဒေါသဆိုတာဖြစ်တယ်နော်နှစ်သက်တာလေးတွေကြီးပဲပြောဒီနားကตายရတဲ့အတန်လေးကြားလိုက်တာနဲ့တပြိုင်နက်ဟောနားပေါက်ကနေပြီးတော့စီးဝင်သွားပြန်ပြီရောက်သွားပြန်ပြီနှာခေါင်းကမွှေးကြိုင်တဲ့အနံကလေးရလိုက်တာနဲ့အိုးသဘောကျလူချင်းလာတယ်နှစ်သက်လာတယ်နှာခေါင်းကစီးဝင်သွားတာပဲလျှာကကောင်းကောင်းလေးစားလိုက်ရလို့အရသာရှိရှိလေးဆိုလို့ရှိရင်စားကြင်လိုက်တာနှောင်လေးရခြင်းတွေ့တာမှုလေးတွေဖြစ်လာတယ်တဏှာလေးတွေဖြစ်လာတယ်ရာဂတွေဖြစ်လာစီးဝင်သွားပြန်ပြီနှာခေါင်းကနေစီးဝင်သွားလျှာကနေစီးဝင်သွားတာထို့တူပဲခန္ဓာကိုယ်ကအထီးတွေ့လေပူတဲ့အိုက်တဲ့အခါမှာအေးတဲ့အရာသာအေးတဲ့အခါမှာနှွေးတဲ့အရာသာဆိုတာလို့ဤဆက်တဲ့ခန္ဓာကိုယ်အထီးတွေ့တက်တာတဲ့အရာထိလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာသဘောကျတယ်ဆိုဟောကာယဒွါရကစီးဝင်သွားတာစိတ်ကလည်းပဲအာယုန်တွေတွေးမိပြီးသဘောကျပြီဆိုရင်မနောဒွါရကစီးဝင်တာပဲအဲ့တော့ဘုန်းကြီးတို့တွေမှာတကားပေါက်ကြီး6ပေါက်ရှိတယ်လူတိုင်းမှာဝင်ပေါက်ကြီးတွေက6ပေါက်ရှိတယ်မျက်စိနားနှာခေါင်းမျက်စိနားနှာလျှာကိုယ်စိတ်ဆိုတယ်ဓာရ6ပါးအဲ့ဒီဓာရ6ပါးကနေအာယုန်တွေဝင်နေတယ်ဝင်လာတဲ့အာယုန်တွေကိုတွေ့တာမှုဆိုတဲ့လောဘတွေကဖြစ်တယ်အဲ့ဒီလိုဖြစ်နေတာဟာအာတဝတွေစီးဝင်နေတာပဲအေးအာတဝဆိုတာအဲ့ဒီလိုမပြတ်စီးဝင်နေတဲ့ကိလေသာတွေကိုအာတဝလို့ခေါ်တာပဲအဘိဓမ္မာမှာအာတဝတရားကို၄မျိုးလို့ဟောထားတာရှိတယ်လောဘဟာလည်းအာတဝပဲဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်ကိုလည်းအာတဝလို့ခေါ်တယ်မောဟလို့ဆိုတဲ့မသိတာကိုလည်းပဲအာတဝလို့ခေါ်တယ်တဲ့ဟောဘုန်းကြီးတို့တွေမှာမောဟလည်းစီးဝင်နေတာပဲလောဘလည်းစီးဝင်နေတာပဲဟောဒီစီးဝင်မှုကြီးကလူတိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်မပြတ်ဝင်နေတာမပိတ်ဘူးဆိုရင်ဝင်နေမှာပဲသူက
ဝင်းနေလို့ရှိရင်ကိုယ့်ရဲ့တဏ္ဍာစိတ်ထဲမှာဘာတွေလွှမ်းနေမှာတော့ဆိုဒီကိလေသာတွေပဲလွှမ်းနေမှာပဲကိလေသာဝင်ရင်ကိလေသာကြည့်ဝင်တာမဟုတ်ဘူးကံတရားတွေကလည်းဝင်လိုက်လာတာပဲနှစ်သက်မှုပေါ်မှာအကြောင်းပြုပြီးတော့ကြိုက်လိုက်တာလို့ပြောတယ်နော်ရချင်လာတယ်နှုတ်ကမြက်ပြောတယ်ရအောင်လုပ်လာတယ်ဘာတွေဝင်လာတော့ကံတွေဝင်လာပြန်တာပဲကိလေသာဝင်တဲ့နောက်မှာကံတွေကပါဝင်လိုက်လာတယ်ကိလေသာတွေကံတွေဝင်လိုက်လာပြီဆိုလို့ရှိရင်ဘာတွေဖြစ်တာတော့ဆိုကိလေသာဝင်တာကအဝိဇ္ဇာကံဝင်တာကသင်္ခါရအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏလို့ဆိုဘဝတစ်ခုရအောင်မှာပဲပေါ့ကိုယ်တဏ္ဍမှာဘာတွေဝင်နေလဲဆိုတာဒါကြောင့်မို့အာတဝဆိုတာမပြတ်စည်းဝင်နေတဲ့သဘောတဲ့ဘုန်းကြီးတို့တွေရဲ့စိတ်အစဉ်မှာမပြတ်စည်းဝင်နေတေချာစဉ်းစားကြည့်လူတိုင်းဟာမျက်စိဖွင့်လိုက်တာနဲ့တပြိုင်နက်မြင်စရာအာယုံတစ်ခုမြင်တယ်အဲ့ဒီမြင်စရာအာယုံဟာနှစ်သက်စရာအာယုံရင်လည်းဖြစ်မယ်မနှစ်သက်စရာအာယုံလည်းဖြစ်မယ်နှစ်သက်စရာအာယုံဆိုရင်ဘာဖြစ်မလဲအာယုံရဲ့တဘာဝကိုအမှန်မသိတဲ့မောဟအဝိဇ္ဇာဆိုတာစီးဝင်လာတဲ့ချက်ချင်းအဲ့ဒါလို့စီးဝင်လာတဲ့အခါနှစ်သက်တွေ့တာမှုဆိုတဲ့တဏှာစီးဝင်လာတယ်ဟောဝိဇ္ဇာနဲ့တဏှာဆိုတဲ့တဏှာရဲ့ဝိမြစ်ပြိဿသမုပ္ပါရဲ့အမြစ်ကြီးနှစ်ခုကဝင်လာမှာတော့အမြစ်ပါမှတော့အပင်ပေါက်တော့မှာပေါ့ရှင်တန်တော့မှာပေါ့အဲ့ဒါလို့စီးဝင်နေတာမျက်စိကစီးဝင်လိုက်နားကအတန်ကြားလို့စီးဝင်လိုက်နှာခေါင်းကအနံ့ရလို့စီးဝင်လိုက်လျှာကအရသာခံပြီးစီးဝင်လိုက်ခန္ဓာကိုယ်မှာထိတွေ့အာယုန်နဲ့ပတ်သက်ပြီးစီးဝင်လိုက်စိတ်ထဲကစိတ်ကူးစိတ်တန်အာယုန်တွေနဲ့စီးဝင်လိုက်လို့ဆိုပြီးတော့တတ္တဝါတွေရဲ့တဏ္ဍမှာဒီမလုံခြုံသည့်အတွက်ကြောင့်လောဘတွေစီးဝင်ဒေါသတွေစီးဝင်အဲ့ဒါလို့မပြတ်စည်းဝင်နေတဲ့ကိလေသာတရားတွေကိုပဲဒီနေရာမှာအာတဝလို့ပြောတာကိလေသာအာတဝတွေစီးဝင်လာလို့ရှိရင်သူတို့နောက်ကဘာတွေလိုက်လာတော့ဆိုကံတရားတွေကလည်းစီးဝင်လာတာပဲနေ့စဉ်နဲ့များကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဆိုတဲ့စေရနာစွမ်းအားတွေဝင်နေတယ်အဲ့ဒီကိလေသာတွေဝင်လိုက်စေရနာတွေဝင်လိုက်လို့ဆိုဘုန်းကြီးတို့တွေရဲ့စိတ်အစဉ်မှာကိလေသာဆိုတာစိတ်ကိုပူလောင်စေတတ်တယ်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့အရာတွေအဲ့ဒီစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့အရာတွေရဲ့လှုပ်ဆောင်မှုကံတရားတွေဆိုတာကောင်းကျိုးပေးနိုင်တဲ့အရာမရှိဘူးပေါ့မကောင်းတာတွေပဲပေးတော့မှာပေါ့ကိလေသာနဲ့ကံပေါင်းစပ်မိသွားလို့ရှိရင်သူကဝိပါကဝုတ်ထုတ်လုပ်တော့တာပဲကိလေသာရှိရင်ကံဆိုတာရှိလာမယ်ကိလေသာဝတ်ရှိလို့ရှိရင်ကမ္မဝတ်ဆိုတာရှိလာတယ်ကမ္မဝတ်ရှိလာလို့ရှိရင်ဝိပါကဝတ်ရှိလာအဲ့ဒါကိုဝတ်လေတယ်လို့ပြောတာလူတွေကတခြားဟာကိုသာဝတ်လေတယ်ထင်တာလူတိုင်းဝတ်လေနေတာကိုကိုဝတ်လေနေမှမသိဘူးပေါ့ကိုတော့ဝတ်မလဲဘူးလို့ထင်တာအမှန်ဝတ်လေနေတာပဲဝတ်ဆိုတာလက်ပတ်ပြီးတော့ဖြစ်နေတာအခုမိမိတို့တဏ္ဍမှာမျက်စိနာနာလျှာကိုယ်စိတ်ဆိုတာတွေကနေပြီးဟောဒီကိလေသာတရားတွေကံတရားတွေစီးဝင်နေခြင်းဒီပဲလင်ကာမဝတ်ကိလေသာဝတ်ကာမဝတ်တွေဖြစ်နေတာသူတို့ကအကျိုးထုတ်လို့လိုက်တဲ့အခါဝိပါကဝတ်တွေဖြစ်လာအောင်ပါပဲဒါကြောင့်မို့လို့ကာမဝတ်ဝိပါကကိလေသာဝတ်ဝိပါကဝတ်ဆိုတာတွေဟာတန်တရားထဲမှာမပြတ်နိုင်အောင်လက်ပတ်ပြီးတော့နေလို့ဝတ်လေတယ်လို့ပြောတာဝတ္တဆိုတာအဲ့ဒါဟုတ်အဲ့တော့ကိုယ့်ဘဝကိုစဉ်းစားကြည့်မစဉ်းစားလို့ရှိရင်တော့ထပ်ပေါက်ဘယ်တော့မှတွေ့မှာမဟုတ်ဘူးအခုတန်တရားထဲမှာရောက်ပြီးတော့ဒီဝတ်ထဲကထွက်နိုင်လားဆိုမထွက်နိုင်ဒီပရိစ္ဆသမုပ္ပါဒ်နဲ့ဒီဝတ်သုံးပါးထွက်လို့ရလားဆိုမရဘူးဘာလို့မရလဲဆိုရင်ဒီအသွားတွေကဝင်နေတာသူတို့ကိုမပိတ်ဘူးသူတို့ကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်မဟန်တားနိုင်ဘူးဆိုလို့ရှိရင်ဒီတရားတွေကကိုယ်တဏ္ဍမှာဖြစ်နေမှာပဲဝင်ရောက်နေမှာဒါကြောင့်အာတဝဆိုတာမပြတ်စည်းဝင်နေတဲ့ကိလေသာတွေကံတွေကိုခေါ်တာနောက်တစ်ခုကတော့အာတဝဆိုတာဘာကိုပြောတာတော့လို့နောက်တစ်မျိုးအဓိပ္ပာယ်ရှိတဲ့အခါကျတော့အာတဝဆိုတာဒီအမတမနေပယ်ကျဲတယ်အာဆိုတာဒီအပိုင်းခြားကတ်တထိုင်အောင်နေကုန်ဒီထိအောင်နေထိအောင်တဝဆိုတာဖြစ်တာနော်အမတမနေကျဲတယ်ဓမ္မအနေနဲ့သဘာဝတရားအနေနဲ့အာတဝရဲ့နေကဘယ်ထိအောင်ရောက်တုံးဆိုရင်မက်ဆေ့ရဲ့ရှေ့မှာဖြစ်တဲ့ခွတ္တဘူးဆိုတဲ့
တရားထီအောင်ရောက်တယ်ပေါ့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့အောင်မြင်ပေါက်ရောက်ခံနီးမှာမက်စိတ်ပေါ်ကနီးမှာရှေ့ပိုင်းမှာမက်စိတ်ပေါ်ဖို့ရာအတွက်ဖြစ်ပေါ်လာတဲ့ခွတ္တရဘူးဆိုတဲ့စိတ်ထီအောင်အာသဝကရောက်တယ်အဲ့တော့သူ့နေဟာအဲ့ဒီထီအောင်ရှိတယ်လို့ပြောဓမ္မအားဖြင့်ခွတ္တရဘူးဆိုတဲ့စိတ်ထီအောင်ရောက်တယ်ဘုံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်32ပုံမှာဘဝက်လို့ဆိုတဲ့အမြင့်ဆုံးပုံထီအောင်ရောက်တယ်ဆိုအဲ့တော့32ပုံလုံးကိုအကုန်လွှမ်းခြုံပြီးတော့ဖြစ်နေတဲ့တရားတွေပဲကိလေသာတွေကံနေဆိုတာဖြစ်နေတဲ့တရားတွေဟောတော့အဓိပ္ပာယ်တစ်ခုကဘာတော့ဆိုလို့ရှိရင်အာတဝဆိုတာခုမှဖြစ်လာတဲ့အရာမဟုတ်ဘူးဘဝတန်တရားမှာအလွန်ရှည်ကြာလို့အထုံရနေတဲ့အရာတစ်ခုပဲဘုန်းကြီးတို့တွေအခုလို့မြင်စရာအာယုံနှစ်သက်စရာမြင်စရာအမြင်အာယုံကြားစရာအာယုံအဲ့ဓာတွေမှာအာယုံပြုတ်ပြီးတော့လောဘဖြစ်လိုက်တယ်ဆိုတာခုမှဖြစ်တာမဟုတ်ဘူးခုမှဖြစ်တာမဟုတ်ဘူးတန်တရားမှာအလွန်ကိုရေတွက်လို့မရတော့အောင်ဘယ်ကစားခဲ့တယ်ဆိုတာကိုမသိနိုင်တော့အောင်ရှေ့ကြတဲ့အချိန်ကဖြစ်လာခဲ့တာအဲ့တော့ဒီလောက်ကြာအောင်ကိုယ်တဏ္ဍာမှာဖြစ်လာခဲ့တဲ့အရာဆိုတော့ဘာနဲ့ဥပမာတူတော့ဆိုအမတန်မှကြာရှည်စွာထုံထားရတဲ့ကြာရှည်စွာစိန်ထားမှဖြစ်လာတဲ့အမတန်ပြင်းတဲ့အရက်လိုဟာမျိုးဖြစ်နေတယ်ပေါ့အလင်းရနေတယ်လို့ဒီလိုပြောတာအဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလောဘဆိုတာလည်းအလင်းရနေတာပဲဒေါသဆိုတာလည်းအလင်းရနေတာမောဟဆိုတာအလင်းရနေတာအဲ့တော့ခုမှဖြစ်တာမဟုတ်သည့်အတွက်ကြောင့်ခေါက်ရိုးကြီးကိုကျိုးပြီးတော့ဒီအာယုံတွေ့ရင်ဒီလောဘသေချာနေတာပဲဒီအာယုံတွေ့ရင်ဒေါသဖြစ်မှသေချာနေတယ်မောဟဖြစ်မှသေချာနေတယ်ဆိုဘယ်လိုမှမရှောင်လွဲနိုင်တော့အောင်စိတ်ဟာဒီအယုခံကြီးလိုဖြစ်ပြီးတော့ဘယ်အခါပဲဖြစ်ဖြစ်ကိုယ်ကတောင်မသိလိုက်ပဲနဲ့ဖြစ်ပြီးသားဖြစ်နေပြီအဲ့ဒါလို့တန်တရားမှာအစရှာမတွေးလောက်အောင်ရှေ့ကြခဲ့တာဒါကြောင့်မို့မြတ်စွာဘုရားဟောတယ်လေအနမတေကောယံဘိက္ခဝေတန်တာရောတန်တရားရဲ့အစဆိုတာနောက်ကျောင်းပြန်ပြီးတော့ကြည့်ပေမဲ့လို့သိနိုင်ဖို့ရမရှိဘူးတဲ့ဘာလို့ဆိုသိချေခဲ့တာနောက်ကျောင်းပြန်ပြီးကြည့်လို့ရှာတွေ့နိုင်ဖို့မရှိဘူးတဲ့ပုဗ္ဗကောတိနာပညာရဲ့ဒီအဝိဇ္ဇာယဘဝတဏှာယအဝိဇ္ဇာပဲအစဖြစ်လာတယ်ဆိုတာအစကိုရှာဖို့အစဟာရှာလို့မတွေ့နိုင်ဘူးဘဝတဏှာပဲအစပြီးတော့ဖြစ်လာတယ်ဆိုတာလေရှာလို့မတွေ့ဘူးအဲ့တော့နှစ်ပေါင်းကိုကြာလာပြီအလွန်ကြာလို့အယိုးဆွဲနေတဲ့အရာတွေပဲဖြစ်တယ်အဲ့ဒါလောက်ထိအောင်တန်တရားထဲမှာအယိုးဆွဲလာတဲ့အရာတွေဖြစ်လို့လူတွေကရန်သူမှန်းတောင်မသိတော့နော်ကိုယ့်ကိုဒုက္ခပေးတဲ့တရားလို့သိကုန်မသိဘူးမသိလို့တကယ်ကိုမိတ်ဆွေငါပဲလို့ပဲထင်နေတာဒါတွေကိုပဲငါလို့ထင်ပြီးတော့ဆွဲလန်းတောင်နေလိုက်သေးတယ်နော်အဲ့ဒါလို့တန်တရားထဲမှာအယိုးဆွဲနေတဲ့တရားမျိုးတွေဖြစ်သောကြောင့်ကြာမြင့်စွာထုံထားတဲ့အရက်နဲ့အလားတန်တူတယ်လို့မြတ်စွာဘုရားအာတဝဆိုတဲ့စကားလုံးကိုသုံးတာတဲ့ဟောနောက်အဓိပ္ပာယ်တစ်ခုကတော့ဘာလဲလို့ဆိုရင်တန်တရားတွေကဒုက္ခတွေကိုဖြစ်ပွားစေတတ်လို့အမတန်ရှည်လျားတဲ့တန်တရားဒုက္ခကိုဖြစ်ပွားစေတတ်လို့တန်တရားကြီးကိုမဆုံးနိုင်အောင်စတင်ခဲ့ပြီးတော့အစမမြင်လောက်အောင်စတင်ခဲ့ပြီးတော့နောက်လည်းပဲအဆုံးမတတ်နိုင်လောက်အောင်ရှည်လျားမဲ့တန်တရားကြီးတွေကဒုက္ခတွေကိုဖြစ်စေနိုင်တာဒီကိလေသာနဲ့ကံတရားတွေပဲလို့ဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်မို့အာတဝဆိုဒီမှာအကျဉ်းချုပ်အဖြစ်မှတ်ဖို့ရကိလေသာနဲ့ကံတရားတွေကိုခေါ်တယ်လို့ခြုံငုံပြီးတော့ပြောရဖြစ်တယ်ဘုရားစွာဘုရားအာတဝတရား၄ပါးလို့အပြီးဓမ္မမှာဟောတာတော့ဒါတတ်မှတ်ချက်တစ်ခုအနေနဲ့ဟောတာနော်အဓိကပဓာနထားပြီးတော့ဟောတာဒီတရားတွေကိုပဲအာတဝဆိုတဲ့နာမည်တက်ပြီးတော့ဟောတာသို့တော့ဒီသူတို့ကအမတန်ပြင်းထန်လို့ဒါတွေကိုဟောတာကျန်တဲ့တရားတွေကအာတဝမဟုတ်ဘူးလားလို့ဆိုဟုတ်တာပဲသို့တော့အာတဝဆိုတဲ့နာမည်အောက်မှာဘယ်သူတွေပါလဲလို့ဆိုရင်တဏှာပါတယ်ဒိဋ္ဌိပါတယ်အဝိဇ္ဇာပါဒီသုံးမျိုးကိုမြတ်စွာဘုရားကအာတဝလို့ခေါ်ခဲ့တယ်အဲ့ဒီအာတဝဆိုတဲ့တရားတွေကိုဆုတ်ပိတ်ဖို့လိုအပ်တယ်ဒါတွေကိုမပိတ်နိုင်ဘူးဆိုလို့ရှိရင်စိဝင်နေအောင်မှာပဲကိုယ်တဏ္ဍာမှာဒုက္ခတွေပေးဝေရအတွက်စင်စဲမပြတ်ဖြစ်နေအောင်မှာပဲဒါကြောင့်မို့အာတဝခေယကျင့်စဉ်
အာတဝါတွေကိုဆုတ်ပိတ်ဖို့ဆိုရင်တိမှဖြစ်မယ်မြင်မှဖြစ်မယ်တဲ့မြတ်စွာဘုရားသာနာတော်တိတဲ့ပုဂ္ဂိုလ်ကမှပတ္တတော်မြင်တဲ့ပုဂ္ဂိုလ်ကမှအာတဝါနာအာတဝါတရားတို့ရဲ့ခယံကုန်မှုကိုလုပ်နိုင်တယ်တိမှအာတဝါတွေကုန်အောင်လုပ်လို့ရတယ်မတိမြင်မှအာတဝါတရားတွေကိုလုပ်လို့ရတယ်ဒါဖြင့်တိတယ်ဆိုတာဘယ်သူကိုပြောတာတုံးဆိုတာဉာဏ်ပဲပြောတာမြင်တာကဘာတော့ဆိုရင်ဉာဏ်ပဲပေါ့ဉာဏ်ကိုဘာဖြစ်လို့သိတယ်လို့ပြောတာလဲဘာဖြစ်လို့မြင်တယ်လို့ပြောတာလဲလို့ဆိုဉာဏ်ကိုသိတယ်လို့ပြောတာဉာဏ်ရဲ့သဘာဝတရားပဲဉာဏ်ရဲ့သဘာဝတရားဟာသိခြင်းသဘာဝရှိတယ်သူ့ရဲ့လက္ခဏာကသဘာဝတရားကိုထိုးထွင်းပြီးတော့သိတာဉာဏ်ရဲ့သဘာဝမြင်တာကဘာလို့ဆိုရင်ဉာဏ်ရဲ့အစွမ်းတတ္တိဉာဏ်ဟာအာယုံကိုမြင်နိုင်စွမ်းတတ္တိရှိတယ်အဲ့တော့သိတာရောမြင်တာရောနှစ်ခုစလုံးကိုမြတ်စွာဘုရားကတွဲပြီးတော့သုံးတယ်ကြည့်လေယထာဘူတညာဏဒသနာဆိုတဲ့နေရာမှာလေညာဏဆိုတာသိတာဒသနာဆိုတာမြင်တာပညာကိုပဲပြောတယ်အဲ့တော့သိတယ်ဆိုတာဉာဏ်ရဲ့လက္ခဏာမြင်တယ်ဆိုတာဉာဏ်ရဲ့စွမ်းတတ္တိဉာဏ်ဟာအမှန်တရားကိုမြင်နိုင်တယ်အာယုအစစ်အမှန်ကိုမြင်နိုင်တယ်အဲ့တော့ဘုန်းကြီးတို့တွေအစစ်ကိုမြင်သလားဆိုမြင်မှမမြင်တာအတုရောင်တွေကဖုံးနေတာလေယုံနာနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ပြီးတော့ငါလို့ပဲမြင်တယ်ငါဥစ္စာလို့ပဲမြင်တယ်လေယုံနာလို့မြင်တာမှမဟုတ်ပဲဘလောက်ပြောနေယုံနာဆိုတဲ့မြင်မှုရအမတ္တမခဲနေပေါ့အဲ့တော့ဒီအစွဲကြီးပြောက်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဒါကြောင့်အမတ္တမကြိုးစားကြရတယ်အာသဝကေကကျင့်စဉ်မှာဒီလိုမမြင်ဘူးမသိဘူးဆိုလို့ရှိရင်အာသွားတွေကိုဆုတ်ပိတ်နိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားဒီသုတ်တံမှာသာနာတော်သိတဲ့ပုဂ္ဂိုလ်ပတ္တတော်မြင်တဲ့ပုဂ္ဂိုလ်မှာအာသဝနံခယံအာသွားရဲ့ဂုဏ်မှုဆိုတာငါဘုရားဟောတယ်တဲ့နောအာဇာနာတော်နောအပတ္တတော်မမြင်ဘူးမသိဘူးဆိုလို့ရှိရင်တော့အာသွားတွေဂုဏ်မှာမဟုတ်ဘူးတဲ့ဆုတ်ပိတ်လို့ရမှာမဟုတ်ဘူးဒါဖြင့်သိတယ်မြင်တယ်ဆိုတာဘာကိုမြင်ရမှာလဲဘာကိုသိရမှာလဲလို့ဒီသုတ်တံမှာမြတ်စွာဘုရားဘာကိုသိရမလဲဘာကိုမြင်ရမလဲလို့ဆိုကိဉ္စဘိက္ခဝေဇာနာတောကိဉ္စဘိက္ခဝေပတ္တတောအာသဝနံခယံဝရမိဘာကိုမြင်မှအာသဝတွေကုံတယ်လဲဘာကိုသိမှအာသဝတွေကုံတယ်လဲလို့ဆိုရင်တဲ့ယောနိတောမနတိကာရံအာယောနိတောမနတိကာရံယောနိသောမနတိကာရကိုသိရမယ်မြင်ရမယ်တဲ့အာယောနိသောမနတိကာရကိုသိရမယ်မြင်ရမယ်ဒါကမ္မထကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားပေးမလို့ခေါ်ထားတာနော်ဗမာလူမျိုးတွေဒီစကားလုံးကြားဖို့နေကြတာယောနိသောမနတိကာရယောနိသောမနတိကာရနော်ယောနိသောမနတိကာရဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ယောနိသောဆိုတာမှန်ကန်တဲ့နိလန်းနဲ့မနတိကာရစိတ်ထားတတ်တာမှန်ကန်တဲ့နှလုံးသွင်းမမှန်ကန်ကနှလုံးသွင်းမှုကိုသိရမြင်ရအာယောနိသောမနတိကာရဆိုတာမမှန်မကန်နှလုံးသွင်းမှုပဲအာသဝါတွေဖြစ်တယ်ဆိုတာမမှန်မကန်နှလုံးသွင်းလို့ဖြစ်တာတဲ့မမှန်ကန်ကနှလုံးသွင်းရင်မဖြစ်ဘူးလို့မြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်နော်ယောနိသောမနတိကာရနဲ့အာယောနိသောမနတိကာရကိုသိရမယ်မြင်ရမယ်တဲ့ခွဲခြားတယ်ဒီနေရာမှာယောနိသောမနတိကာရဆိုတာဘာလဲလို့ဆိုလို့ရှိရင်သင်္ခါရတရားတွေပေါ်မှာရှုတဲ့အခါသင်္ခါရတရားတွေဟာသဘာဝအမှန်အဖြစ်မမြဲဘူးမမြဲတာကိုမမြဲဘူးလို့မြင်တာဟာယောနိသောမနတိကာရပဲမမြဲတာကိုမမြဲဘူးလို့နှလုံးသွင်းနိုင်တယ်ဆင်းရဲတာသင်္ခါရတရားတွေဟာဖြစ်ပြမှုတွေနှိမ့်ဆက်နေလို့ဆင်းရဲတာအမှန်ပဲဆင်းရဲတဲ့သင်္ခါရတရားတွေကိုဒုက္ခကိုဒုက္ခလို့မြင်ရသင်္ခါရတရားတွေဟာကိုယ်လိုတိုင်းမဖြစ်ဘူးအနတ္တဖြစ်နေတာမှန်တာအနတ္တလို့ပဲမြင်ရမယ်သင်္ခါရတရားတွေဟာမလမပမတင့်မတဲ့ဖြစ်နေတဲ့သဘောတရားတွေကိုမလမပမတင့်တယ်ဘူးလို့မြင်တာနောက်ဆုံးမှာသစ္စာဉာဏ်ကိုသစ္စာဉာဏ်နဲ့လိုက်လျောညီထွေတဲ့အမြင်တွေမှန်သမျှဒုက္ခဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓဂါမိနိပฏิပဒါလို့အမှန်တရားတွေနဲ့ပတ်သက်ပြီးတော့မြင်တဲ့သစ္စာနုလောမိကသစ္စာနဲ့လျော်တဲ့အမြင်တွေမှန်သမျှယောနိသောမနတိကာရ
အဲ့တော့ပြောလိုက်မယ်ဆိုရင်ယောနိသောမနတိကာရရှိမှဝိပဿနာဉာဏ်ဆိုတာဖြစ်တယ်ပေါ့အဲ့တော့ယောနိသောမနတိကာရဆိုတာဝိပဿနာဉာဏ်ဖြစ်ဖို့ဥတည်နေတဲ့ဒီနှလုံးသွင်းတရားတစ်ခုပဲအဲ့ဒါဟာအမတ္တမအရေးကြီးတယ်မှန်ကန်တဲ့နှလုံးသွင်းမရှိဘူးဆိုလို့ရှိရင်ယောနိသောမနတိကာရမရှိဘူးဆိုရင်အာတဝခေယဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ဆိုပြတယ်အာတဝတရားတွေစီးဝင်နေအောင်ပါပဲမမမကန်နှလုံးသွင်းပြီဆိုလို့ရှိရင်မဖြစ်သေးတဲ့အာတဝတရားတွေဖြစ်လာလိမ့်မယ်တဲ့နော်မြတ်စွာဘုရားကအာယောနိသောမနတိကာရဆိုမမမကန်နှလုံးသွင်းတာအဲ့တော့မမမကန်နှလုံးသွင်းနေဆိုတာဘာပြောတာလဲလို့ဆိုရင်မမြဲတဲ့အာနိစ္စကိုနိစ္စလို့ထင်တာမမမကန်နှလုံးသွင်းတာပဲဆင်းရဲတဲ့ဒုက္ခကိုဒုက္ခလို့မြင်တာမမမကန်နှလုံးသွင်းတာပဲအစိုးမရတဲ့အနတ္တကိုအတ္တလို့ဒီလိုမြင်တာမမမကန်နှလုံးသွင်းတာပဲမလားပါမတင့်တဲ့အတုဝကိုသူ့ဘလို့မြင်တာမမမကန်နှလုံးသွင်းတာပဲအဲ့တော့လောကလူသားတွေအနေနဲ့ကြည့်မယ်ဆိုရင်သင်္ခါရတရားတွေကိုကြည့်ပြီးတော့နေဆာလို့ရှုတယ်ဒုက္ခလို့ရှုတယ်နော်အတ္တလို့ရှုတယ်သူ့ဘလို့ရှုတယ်အဲ့ဒီလိုမမမကန်တဲ့အတွေးတွေအမြင်တွေနဲ့ဆင်ញင်မှုတွေသစ္စာရဲ့ဆန့်ကျင်ဘက်တဲ့အမြင်တွေမှန်သမျှအာယောနိသောမနတိကာရပဲပေါ့အဲ့ဒီအာယောနိသောမနတိကာရဝင်လာပြီဆိုရင်ဘာတွေဖြစ်တာလဲမဖြစ်သေးတဲ့အာတဝတရားတွေဖြစ်လာလိမ့်မယ်အာတဝတရားတွေဆိုတာဘာတွေလဲကိလေသာတွေကံတွေကိုပြောတာမဖြစ်သေးတဲ့ကိလေသာတွေဖြစ်လာလိမ့်မယ်ဖြစ်ပြီးသားကိလေသာတွေလည်းတိုးပွားလာလိမ့်မယ်စဉ်းစားကြည့်လေဒီမျက်စိကမြင်တဲ့အစင်းကလေးတစ်ခုကိုကြည့်ပြီးတဲ့အခါမှာတရားသဘောနဲ့မကြည့်ပဲနဲ့အော်လှလိုက်တာလူကျင်လိုက်တာလို့ဒီလိုတွေးလိုက်တာဟာဒါအာယောနိသောမနတိကာရပဲပေါ့အဲ့ဒါလို့အာယောနိသောမနတိကာရဖြစ်လိုက်တာနဲ့တပြိုင်နက်ဘာဝင်လာတော့ဆိုလောဘလေးဝင်လာတာပဲမောဟဝင်လာတယ်လောဘဝင်လာတယ်စိတ်ဝင်လာပြီမမမကန်နှလုံးသွင်းလိုက်လို့ဖြစ်တာလေတကယ်ကတော့ဒီအပေါ်ရအမြင်လေးကိုကြည့်ပြီးတော့လှတယ်မလှဘူးဆိုတာခွဲခြားပြီးတော့ပြောနေကြသဘာဝကိုမသိနိုင်အတန်လဲตายရလိုက်တာလို့မြင်လိုက်တာနဲ့တပြိုင်နက်အတန်ဟာခဏကလေးတင်ဖြစ်ပြီးတော့ပြတ်သွားတယ်ဆိုတဲ့သဘောကိုမစဉ်းစားနိုင်ဘူးตายရလိုက်တဲ့အတန်လို့ဒီလိုမြင်လိုက်တာနဲ့အကြားပေါ်မှာဒီအာယုန်လေးမသိမတဲ့အာယောနိသောမနတိကာရနဲ့နှလုံးသွင်းလိုက်တာနဲ့တပြိုင်နက်ဟောလောဘဖြစ်လာတယ်မောဟတွေဖြစ်လာတယ်ကိလေသာတွေစီးဝင်လာတယ်အဲ့ဒီကိလေသာတွေစီးဝင်လာတာအကြောင်းပြုပြီးဒီအတန်နားထောင်မှုကြိုးစားလာတယ်ဟောကံတွေစီးဝင်လာပြန်ဒီလိုသွားတာနော်အဲ့တော့အာယောနိသောမနတိကာရလို့ဆိုတဲ့သဘာဝတရားပေါ်မှာမမမကန်ဆင်ញင်မိပြီဆိုလို့ရှိရင်နှလုံးသွင်းမိပြီဆိုရင်မဖြစ်သေးတဲ့အာတဝမဖြစ်သေးဘူးဆိုတာတန်တရားမှာမဖြစ်သေးတာကိုပြောတာမဟုတ်ဘူးအခုအခိုက်အတန့်မှာမဖြစ်သေးဘူးလူစရာခုဘုန်းကြီးတို့တွေတရားနာနေတဲ့အချိန်မှာစိတ်ဆိုးတာဆိုမဖြစ်သေးဘူးနော်မဖြစ်သေးဘူးလောဘဆိုတာမဖြစ်သေးတာအဲ့မဖြစ်သေးတဲ့အရာတစ်ခုအာယုန်တစ်ခုနဲ့တွေ့ဖြစ်လာအဲ့ဒီမဖြစ်သေးတဲ့အာသဝတွေဖြစ်လာတယ်ဖြစ်ပြီးသားအာသဝတွေတိုးပွားသွားတယ်ဒါကြောင့်မို့အာယောနိသောမနတိကာရဟာသိဖို့အမတန်မှလိုအပ်တယ်တဲ့သူ့ကိုသိမှအာသဝတွေကိုပိတ်ဆို့ဖယ်ရှားပြတ်နိုင်ပါပြီဟောယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းတဲ့ပုဂ္ဂိုလ်မှာမဖြစ်သေးတဲ့အာသဝတွေလည်းမဖြစ်တော့ဘူးဖြစ်ပြီးသားအာသဝတွေကိုလည်းဖယ်ရှားနိုင်တယ်အဲ့ဒါလို့မဖြစ်သေးတဲ့အာသဝတွေမဖြစ်အောင်တားဆီးပြီးတော့ဖြစ်ပြီးသားအာသဝတွေကိုဖယ်ရှားနိုင်ပြီဆိုလို့ရှိရင်အာသဝခေယဆိုတဲ့ဒီမှန်ကန်ခြင်းကိုရောက်ရှိသွားနိုင်တယ်ပေါ့အဲ့တော့ဒီနေရာမှာယောနိသောမနတိကာရဆိုတာဘာကိုပြောတာလဲလို့မေးမယ်ဆိုရင်တမဟာဖြင့်ဒီကနေ့လက်တွေ့ကြတဲ့အလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်ယောနိသောမနတိကာရဆိုတာဝိပဿနာကျင့်စဉ်တစ်ခုကျင့်အမြင်အာယုံပေါ်မှာလည်းပဲမြင်တဲ့အရာဝတ္ထုတစ်ခုပေါ်မှာစက္ခုပတာရနဲ့ရူပယုံဆုံလို့မြင်လိုက်တာပဲအဲ့ဒီမြင်လိုက်တဲ့အာယုံလေးကိုသိတဲ့မြင်သိစိတ်ပေါ်တယ်မြင်သိစိတ်ပေါ်တဲ့အခါမှာမြင်သိစိတ်
အကြောင်းပြုပြီးတော့အာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာပေါ်တယ်ဖတ်တာပေါ်လာတဲ့အခါမှာခံစားမှုဆိုတဲ့ဝေဒနာပေါ်လာတယ်ဒီလိုဆင်ញင်စဉ်းစားကြည့်ရသက္ကုပ္ပတာရနဲ့ရူပယုံဆုံသည့်အတွက်ကြောင့်မြင်တယ်ဆိုတာဖြစ်လာတယ်မြင်သည့်စိတ်လေးပေါ်လာတယ်မြင်သည့်စိတ်ပေါ်လာသည့်အတွက်ကြောင့်မြင်သည့်စိတ်သက္ကုပ္ပတာရရဲ့ရူပယုံရဲ့မြင်သည့်စိတ်ရဲ့သုံးခုဆုံလိုက်တာပဲဆုံလိုက်တဲ့အခါအာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာပါလာတယ်ဖတ်တာပါလာလို့အာယုန်ရဲ့အရာတာကိုအတွေ့အကြုံရပြီးတော့ခံစားတယ်ဆိုတဲ့ဝေဒနာပေါ်လာအဲ့ဒီဝေဒနာပေါ်မှာမမမကန်နှလုံးသွင်းလိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုဝေဒနာပစ္စယတဏှာဆိုတာလာရောအဲ့ဒီတဏှာလာတဲ့အခါတဏှာပစ္စယဥပါဒနာဆိုတာလာပြန်ရောဥပါဒနာပစ္စယဘဝဆိုပြီးလာပြန်ရောဘဝပစ္စယဇာတိဆိုပြီးတော့လာပြန်ရောသွားရောဒုက္ခတွေဒီလိုဆိုလိုတာပေါ့အဲ့တော့မျက်စိကမြင်တဲ့ပုံမှာလဲမမမကန်နှလုံးသွင်းလိုက်ရင်ဒီပုံစံနဲ့ပဲကိလေသာတွေအာသဝတွေကံတွေဝင်လာခဲ့တာအဲ့ဒါကြောင့်မို့လို့မှန်မှန်ကန်ကန်နှလုံးသွင်းမှုမျက်စိကအမြင်အာယုံပေါ်မှာလည်းပဲမြင်တယ်ဆိုတာငါမြင်တာမဟုတ်ဘူးသက္ကုပ္ပတာရနဲ့ရူပယုံဆုံလို့မြင်တာမြင်သိစိတ်လေးပေါ်လာတာအဲ့ဒီမြင်သိစိတ်ကလေးပေါ်လာလို့အာယုန်နဲ့ဆက်သွယ်မှုဖတ်တာပေါ်လာတယ်ဖတ်တာပေါ်လာသည့်အတွက်ကြောင့်တွေ့ကြုံခံစားမှုပေါ်လာတယ်လို့သဘာဝတရားတွေကိုသဘာဝတရားလို့သိလာပြီဆိုလို့ရှိရင်ငါဆိုတဲ့အတွေ့တွေးမလာဘူးငါဟာဆိုတဲ့အတွေ့တွေဝင်မလာဘူးဝင်မလာသည့်အတွက်ကြောင့်အာသဝတရားတွေစီးဝင်မှုဟန်တားလိုက်နိုင်တယ်ပေါ့ဒီအချိန်လေးမှာကမ္မထမ်းရှုတယ်အာသဝတရားတွေစီးဝင်မှုဟန်တားထားလိုက်ခဏလောက်ဟန်တားနိုင်လိုက်ရင်လည်းအများကြီးတက်တာသွားတာပဲလေအဲ့ဒါလို့ဟန်တားတာဟာတဖြည်းဖြည်းဟန်တားရင်နောက်ဆုံးမှာလုံးဝစီးဝင်နိုင်ခြင်းမရှိတော့အောင်ကိုဖယ်ရှားပစ်ပြီးတော့ဟန်တားနိုင်ရမယ်တဲ့အာယုံပေါ်မှာစီးသွားတာမျိုးတွေမဖြစ်စေရဘူးကိုယ်စိတ်ကလောဘနဲ့စီးသွားတာဒေါသနဲ့စီးသွားတာမျိုးမဖြစ်အောင်ဟန်တားရမယ်အဲ့ဒီလိုဟန်တားဖို့အတွက်ဘာသိဖို့လိုတော့ဆိုရင်ယောနိသောမနတိကာရဆိုတဲ့မှန်ကန်တဲ့နှလုံးသွင်းနည်းကိုသိရမယ်တဲ့အဲ့ဒီမှန်ကန်တဲ့နှလုံးသွင်းနည်းကိုသိဖို့မြတ်စွာဘုရားကြိုးစားရမယ်လို့ဒီသုတ္တန်ရဲ့အဖွဲ့မှာဒီလိုဟောထားတယ်အဲ့ဒီနောက်ပိုင်းမှာတော့မြတ်စွာဘုရားကအာတဝ9မျိုးခွဲခြားပြီးတော့ဟောထားတယ်အာတဝဆိုဒီမှာဒီနိဗ္ဗာန်ကိုပထမဆုံးမြင်တွေ့တဲ့သောတပတ္တိမဲ့နဲ့ပယ်ရမယ့်အာတဝရှိတယ်နော်ဒီအာတဝတရားတွေကိုဟန်တာတားဆီးတာတခုတည်းမဟုတ်ဘူးတစ်မျိုးတည်းမဟုတ်ဘူးအဲ့တော့သောတပတ္တိမဲ့နဲ့နိဗ္ဗာန်ကိုသုပိတ်ဖယ်ရှားတာဒသနာပါဒပါဒါတစ်မျိုးနောက်တစ်ခုကဘာတော့ဆိုရင်စောင့်စည်းပြီးတော့မဖြစ်ရအောင်သုပိတ်ပြီးတော့အာတဝတရားတွေကိုဖယ်ရှားတဲ့နည်းကတစ်ခုနောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်နော်ဒီနိဗ္ဗာန်ကိုမြင်ပြီးတော့ကြည့်ပြီးတော့အမြင်မှန်ဖြင့်ဖယ်ရှားတာကဒသနာပါဒပါစောင့်စည်းပြီးတော့ဖယ်ရှားတာကတံဝရပါဒပါတံဝရနဲ့ဖယ်ရှားတယ်နောက်ဟာကျတော့တချို့အာတဝကျတော့ဘေးရန်ကိုလည်းအာတဝလို့ခေါ်တယ်တချို့အာတဝကျတော့မှီဝဲပြီးတော့အသုံးပြုပြီးတော့ဖယ်ရှားရတာရှိတယ်အဲ့ဒါပฏิသေဝနာပါဒပါလို့ခေါ်တယ်ပฏิသေဝနာပါဒပါအသုံးပြုပြီးတော့ဖယ်ရှားတာတချို့တံဝရတချို့အာတဝကျတော့အဓိဝါဒနာသိခံပြီးတော့ဖယ်ရှားရတဲ့အာတဝရှိတယ်အဲ့ဒါသိခံပြီးတော့ပဲဖယ်ရှားရမယ်နောက်တစ်ခုကတော့တချို့အာတဝဆိုတဲ့ဘေးရန်တွေကြတော့ရှောင်ဖြားပြီးတော့ဖယ်ရှားရကိုယ်ဟာရှောင်ရမယ်ရှောင်လွှဲပြီးတော့ဖယ်ရှားတာပရိဝိသနာပါဒပါလို့ခေါ်တယ်တချို့အာတဝတွေကြတော့ကိုယ်တဏ္ဍာမှာဖြစ်လာလို့ရှိရင်ဖြောက်ပြစ်ရမယ်ဖြောက်ပြစ်ခြင်းဖြင့်အာတဝတွေကိုဖယ်ရှားရတယ်အဲ့ဒါကဝိနောဒနာပါဒပါလို့ခေါ်တယ်နောက်ဆုံးကြတော့အာတဝတွေကုံအောင်လုပ်တဲ့နည်းကတော့ဘာဝနာပါဒပါပဲကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်မှနောက်ဆုံးမှာဒီအာတဝတွေဟာလုံးဝဖယ်ရှားပြီးဖြစ်မှာလို့မြတ်စွာဘုရားကတပ္ပတဝတုတ်အချီမှာဒီလိုဟောထားတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အာတဝခယကျင့်စဉ်အရေးကြီးဆုံးကဘာလဲလို့ဆိုရင်အသိဉာဏ်ပဲဘာကိုသိရမှာလဲလို့ဆိုရင်ဘယ်ဟာအာတဝဖယ်ရှားဖို့တရားလဲအာတဝကိုဖယ်ရှားနိုင်တဲ့တရားကဘယ်ဟာလဲ
အာတဝါကိုတိုးပွားစေတတ်တဲ့တရားကဘယ်ဟာလဲဆိုတဲ့အသိဉာဏ်ရှိအောင်ကြိုးစားရမယ်ဒါကြောင့်မို့ဒီကနေ့ဟောတဲ့အပိုင်းလေးမှာသိရမယ်မြင်ရမယ်ဆိုတာယောနိသောမနတိကာရဆိုတာသိရမယ်အာယောနိသောမနတိကာရဆိုတာသိရမယ်တရားအားထုတ်နေတဲ့အချိန်မှာပဲအာယောနိသောမနတိကာရဖြစ်လို့ရှိရင်အာတဝါတွေတက်လာမှာပဲဝင်လာမှာပဲယောနိသောမနတိကာရဖြစ်တဲ့အချိန်မှာအာတဝါတွေရပ်သွားမှာပဲဒါကြောင့်မို့ယောနိသောမနတိကာရလို့ဆိုတဲ့မှန်ကန်တဲ့နှလုံးသွင်းတရားမိမိတို့တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း